မင်္ဂလာပါလို့နော်ဆရာအခုမျှဝေမဲ့ဖိုင်လေးရပေါ့နော်ဆရာတို့မိမိရဲ့ထံမှာပေါ့နော်ဗီဒီလာမေးတဲ့အချိန်တိုင်းကိုကြည့်ပြီးတော့မှကိုကနေပြီးတော့ပေါ့နော်သူတို့ကနေပြီးတော့ဘာသိချင်တာဘာမေးချင်တာဘာလုပ်ချင်တာဆိုတာကိုမေးတာမျိုးပေါ့နော်သူတို့မေးတာတဲ့ကိုကနေပြီးတော့အရင်ဆုံးပေါ့နော်တနည်းအားပြောရင်တော့ဆရာကောင်တမားကောင်ပြရတယ်ပေါ့နော်တိုင်လေးအင်အားဝိဇ္ဇာတိုင်ရဲ့ပေါ့နော်လျှို့ဝှက်ချက်ကလေးကိုဆရာကနေပြီးတော့ပညာကလေးမျှဝေပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့ဆရာတို့ကြာသပတေးနေ့ရဲ့ပေါ့နော်ဆရာတို့ဗုဒ္ဓအခါမှာဆရာတို့ဆရာထံမှာအမျိုးသမီးတူအမျိုးသားတူပြည်ရင်လာမေးပါတယ်သူတို့ကတော့ဒါဆရာထံမှာမေးနေကြမိတ်ဆွေတွေဆိုတော့ဆရာအနေနဲ့နေနံနေရတော့အလော့ပေါ့နော်ဒါရနေပြီးသားဖြစ်ပါတယ်နေနံနေမကဘူးပေါ့နော်နာမည်တွေပါပေါ့နော်ရန်ဟိုပေါ့သူတို့ရဲ့မိသားစုအကြောင်းသူတို့ရဲ့စီးပွားရေးဆိုရင်လည်းအကြောင်းပေါ့နော်သူတို့ရဲ့သူတို့ရဲ့ကိစ္စအဝဝမှန်သမျှကိုဆရာနဲ့တိုင်ပင်ဆွေးနွေးလို့ရှိတယ်ပေါ့အဲ့တော့ဆရာဟောကန်ကိုလာတယ်ဆရာသဘောပါမထိုင်ခင်ဆရာကနေပြီးတော့မှမထိုင်ခင်ကတည်းကဲဘာလုပ်ငန်းအသစ်တီစတင်ပြီးတော့မှလောက်ကင်ကြဖို့လာမေးကြတာလဲနောက်ထပ်လုပ်ငန်းတွေစုံစားတိုးချက်ပြီးတော့လောက်ကင်အောင်လို့လာမေးကြတာမဟုတ်လားဆိုတော့ဆရာကနေပြီးတော့မေးလိုက်တယ်နော်အဲ့တော့ရှေ့ရနေဥဆောင်လာတဲ့လူကအမျိုးသမီးတနင်္ဂနွေသမီးနောက်ကပါလာတဲ့လူကသူ့ရဲ့အမျိုးသားကအင်္ဂါသားဖြစ်တယ်အဲ့တော့ဆရာနေပြီးအဲ့လိုပြောလိုက်တဲ့ဆရာကြောင့်ရှေ့ရအမျိုးသမီးကရီးနေတာဆရာကြီးကတော့လှုပ်ပြီးတဲ့အဲ့ဒါကြောင့်မို့ကျမတို့ကတဲ့ဆရာကြီးပဲတဲ့အမြဲတမ်းတဲ့လာမေးနေရတာတဲ့ထိုင်တော့မထိုင်ရသေးဘူးတဲ့အဲ့လိုမျိုးဘာဖြစ်လို့ပြောနေတာလဲဘာဖြစ်လို့ပြောနေတာလဲလို့တော့မဟုတ်ပါဘူးလို့ဆရာရဲ့ဒါအတွေ့အကြုံအရာလေးတွေနဲ့အချိန်အင်္ဂါဝိဇ္ဇာအချိန်တိုင်းနဲ့ပဲဒါပြောနိုင်တာပါလို့ဆရာအဲ့လိုပဲပြတ်ပြလိုက်ဒါကြောင့်ဘာကြောင့်မလို့အင်္ဂါဝိဇ္ဇာအချိန်တိုင်းပြောလိုက်လဲဆရာတို့ဒါတင်တန်းမှာဆိုရင်လည်းဆရာတို့ချပြတယ်အခုဒီမှာဆရာတို့သူတို့ရောက်လာတဲ့အချိန်ကလည်းဗုဒ္ဓတိုင်ဗုဒ္ဓတိုင်ဒီစွန့်စားသားလောက်ရတဲ့တိုင်တကူတော်လူစားကောင်းတိုင်ဒေါ်လာကြီးတိုင်နော်စွန့်စားလောက်ရတဲ့တိုင်ဖြစ်တယ်ဒါဒီဥဆောင်လာတဲ့လူကတနင်္ဂနွေသမီးကရှေ့ရနဲ့လာတာဗျာနော်ဒါအလုပ်ကိစ္စနော်အလုပ်ကိစ္စဒါပြီးတော့ကျတော့ဒီစွန့်စားလောက်ရတဲ့တိုင်လို့ပြောမှာဒါအတက်စွန့်စားထပ်ပြီးတော့လုပ်ဖို့ဟုတ်ပါတယ်တက်စွန့်စားစုပ်ဖို့လုပ်တာပါနောက်ထပ်စိုင်းတစ်ဆိုင်တိုးချက်မလို့ပါပေါ့နော်အဲ့ဒါမျိုးပေါ့လေးရဲ့ပညာကန်းလေးကိုနော်ဒါဆရာနဲ့မြောက်ပြီးတာဖြစ်တယ်အင်္ဂါဝိဇ္ဇာပညာမှာနောက်ထပ်လျှို့ဝှက်နေတဲ့ပညာကန်းတွေအများကြီးရှိပါတယ်ဆရာတို့ဒီမှာပြထားတဲ့အထက်လက်ခွင်နဲ့ပေါင်းဆက်ပြီးတော့မှဟောလို့ရတဲ့အောင်မြင်မလားကြာရှုံးမလားဆိုတဲ့အထက်လက်ခွင်နဲ့ပေါင်းဆက်ပြီးမှဟောလို့ရတဲ့ပညာကန်းတွေလည်းဆရာရဲ့သင်တန်းမှာချပြနော်တင် जा ပေးနေပါတယ်ဘာမှမတက်သေးတဲ့လူတွေကနေပြီးတော့မှစလို့အခြေခံနဲ့စပြီးတော့မှဟောပြောနေတဲ့ဒီအင်္ဂါဝိဇ္ဇာတင်တန်းမဟာဘုတ်တင်တန်းဒါယတစင်တင်တန်းလက္ခဏာတင်တန်းဘာမှအခြေခံမရှိတဲ့သူကနေစပြီးတော့မှတက်ပြဟောပြောနိုင်တဲ့ဒီဆရာဖြစ်ဒီနော်တသက်စာတင်တန်းမျိုးနဲ့တင် जा ပေးတာဖြစ်ပါတယ်ဒါပြီးတော့ online တင်တန်းဖြစ်တဲ့အတွက်ကြောင့်မအားတဲ့လူရောမအားတဲ့လူရောနော် line မကောင်းတဲ့လူရော line ကောင်းတဲ့လူရောလေ့လာလို့ရတဲ့နီးစနစ်နဲ့ဗီဒီယိုဖိုင်တွေနဲ့နော်ဆရာတို့ဓာတ်ပုံတွေနဲ့တန်အနေနဲ့တိကျကျရှင်းပြပြီးတော့မှဗီဒီယိုဖိုင်တွေကိုလည်းအထက်ထပ်ပြန်ကြည့်လို့ရတဲ့เนาะတင်တန်းအမျိုးအစားဖြစ်ပါတယ်အဲ့တော့ဆရာရဲ့တင်တန်းမှာအာသာချက်တွေအများကြီးရှိပါတယ်ဘာလို့အာသာချက်တွေအများကြီးရှိလဲဆိုလို့ရှိရင်တင်တန်းဗီဒီယိုဖိုင်တွေကိုအထက်ထပ်ပြန်ကြည့်လို့ရတယ်နောက်တစ်ခုကကျတော့ဆရာကိုလည်းအချိန်မီပြီးတင်တန်းမှာမေးနိုင်တဲ့ဆရာ line ပေါ်မှာရှိတယ်တင်တန်းမှာဒါဘာဖြစ်လို့လဲဒါဘာကြောင့်လဲမိခွန်းတွေပြန်ထုတ်လို့ရတယ်ပြန်လည်ဆွေးနွေးလို့ရတယ်နောက်တစ်ခုအားသာချက်ကဘာလဲဆိုလို့ရှိရင်တင်တန်းကြီးကဆိုလို့ရှိရင်ဆရာတို့လူတယောက်ဆရာတယောက်ထံမှာဘေးတင်တင်တန်းသွားပြီးတော့မှเนาะဟိုကနေဘေးတင်တင်တန်းသွားပြီးတော့မှเนาะတက်မယ်ဆိုလို့ရှိရင်တင်တန်းကြီးကအများကြီးပေးရတာမျိုးတွေရှိတယ်ဆရာရဲ့တင်တန်းကြီးကတော့အဲ့လိုမဟုတ်ဘဲနဲ့ဘေးတင်တစ်ခါမေးဆရာကိုတစ်ခါဘေးတင်တစ်ခါမေးကြောစာလောက်တင်တန်းကြီးလေးနဲ့ပေါ့နော်တက်စာဆရာဖြစ်တင်တန်းတင် जा ပေးတဲ့အတွက်ကြောင့်ပေါ့နော်အာသာချက်တွေအများကြီးပေါ့နော်မရှိလို့အများကြီးရှိပါတယ်ဆရာတင်တန်းမှာတယောက်လေးလာခြင်းနဲ့ဆိုလို့ရှိရင်ဆရာViber ဖုန်းနံပါတ်လည်းချထားပါတယ် Telegram เนาะ Messenger เนาะ Telegram group
နော်ဒီကနေပြီးတော့ဆရာတိတိကျကျသင်ကြားပေးနေပါတယ်ဆရာရဲ့တင်ထဲမှာတက်ရောက်ချင်တယ်ဆိုလို့ရှိရင်ဒီနဲ့တက်ရောက်လို့ရပါတယ်ဆရာအနေနဲ့ဖိတ်ခေါ်ပါတယ်ပေါ့နော်အားလုံးပဲပေါ့နော်ပညာဗုဒ္ဓတွေတိုးသွားကြပါသည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်နောက်ထပ်ဗီဒီယိုဒီမှာဆရာတို့အင်္ဂါဝိဇ္ဇာပညာခန်းနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်ဒီပေါ့နော်အတိတ်နမိတ်ကောက်ဒီကောက်ပုံကောက်နီးဒီနော်အယူမင်တော်မင်္ဂလာပညာတွေရစလို့ဆရာပေါ့နော်လက်လှမ်းမိကြတော့နော်ဆရာတက်မြောက်ထားတာဒီဘဝအတွေ့အကြုံတွေဆရာတင်နှန်းအတွေ့အကြုံတွေဘေးရင်ဆရာဆိုအသက်ဆိုလို့ရှိရင်43နှစ်ရှိပါပြီဘေးရင်တက်တန်းရဲ့အတွေ့အကြုံရဘေးရင်အတွေ့အကြုံရဆိုရင်တော့အသက်29နှစ်အသက်တန်းတွေ့ကြုံရှိပါတယ်အဲ့တက်တန်း29နှစ်အတွေ့အကြုံနဲ့ဆရာရဲ့ပညာတွေနဲ့ပေါင်းစပ်ပြီးတော့မှဆရာလေးလာပြင်ထားတဲ့ပညာတွေနဲ့ပေါင်းစပ်ပြီးတော့မှတင်ကြားဟောပြောပေးနေတဲ့ဆရာတယောက်ဖြစ်ပါတယ်ရေရစီမံနေဆိုလို့ရှိရင်တိတိကျကျမှန်မှန်ကန်ကန်နဲ့လှုပ်ဆောင်ပေးနေတော့ဆရာဘက်ကနေပြီးတော့လှုပ်ဆောင်ပေးနေတဲ့ဆရာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်